ထိုလူတန်ကြီးသည်ကီလိုဂရမ်ထောင်ပေါင်းများစွာလေးလံသောသူ၏တန်တဲ့ချက်ဝတ်တန်းစားကိုချွတ်လိုက်သည်သူသည်လက်ဟန်တစ်ချက်ဖြင့်ထိုချက်ဝတ်ကိုဝှေရမ်းပစ်လိုက်လာဘေးနားရှိကြောက်စားပွဲတစ်ခုမှချက်ချင်းပင်ကြေမွသွားတော့သည်လေးလံသောချက်ဝတ်တန်းစားမရှိတော့သဖြင့်သူ၏ခြေလမ်းများသည်ပေါ်ပါတွက်လက်လာသည်သူသည်ခုံအုပ်လိုက်ယုံဖြင့်ဂိုင်းကျုပ်ထံသို့ရောက်ရှိသွားပြီးလင်းယုံတဲချေဤကဲကလောတိုင်းကွက်ထိတိုက်ခိုက်လေသည်ချက်ဝတ်တန်းစားအလေးချိန်မရှိတော့သည့်နောက်တွင်ထိုလူတန်းကြီးသည်ဂိုင်းကျုပ်ကိုတရက်ဆက်ပြန်လဲတိုက်စစ်ဆင်နိုင်ခဲ့ပြီးကန်ချက်တစ်ချက်တည်းဖြင့်ဂိုင်းကျုပ်ကိုလေထဲသို့လွှင့်ဆင်သွားစေခဲ့သည်ဂိုင်းကျုပ်သည်သူ၏ဓားကိုဆွဲကအင်အားကုန်သုံး၍ခုပိုင်းတော်လဲလူတန်းကြီးကအလွယ်တကူပင်ခုခံနာစီနိုင်ခဲ့သည်ထို့နောက်သူကလက်ဖွားညိုက်ချက်တစ်ချက်ဖြင့်ငကားစိမ့်ဓားကိုချိုးဖောက်ပြလိုက်သည်ဂိုင်းကျုပ်အလစ်အငိုက်ထိသွားခြင်းတွင်လူတန်းကြီးကသူ၏လက်ညှိုးများဖြင့်ဂိုင်းကျုပ်၏ဝမ်းပိုက်ကိုထိုးဖောက်လိုက်ကဂိုင်းကျုပ်မှာပြင်းထန်သောနာကျင်မှုကြောင့်အော်ဟစ်ညှိသွားရလေသည်ထို့နောက်လူတန်းကြီးသည်ဂိုင်းကျုပ်၏လက်နှစ်ဖက်လုံးကိုဖျက်တောက်လိုက်ပြီးခုခံနိုင်စွမ်းမရှိအောင်ပြုလုပ်လိုက်သည်လူတန်းကြီးကနောက်ဆုံးအသက်ထွင်စင်မိဒဏ်ချက်ကိုပေးရန်ပြင်ဆင်နေစဉ်ကျွန်ုပ်ကလက်ဖွားရိုက်ချက်တစ်ချက်ဖြင့်သူ့ကိုလွင့်စင်သွားအောင်ရိုက်ထုတ်လိုက်သည်ကျွန်ုပ်သည်နယူးယောက်မြို့၏အကြီးမြတ်ဆုံးတိုင်းပညာရှင် Ip Man ဖြစ်သည်တခါကကျွန်ုပ်သည်အရွယ်ရောက်ပြီးသားအမျိုးသားတဦးကိုကန်ချက်တစ်ချက်ထဲဖြင့်မိသားရကြီးလွင့်ထွက်သွားအောင်လောက်ဆောင်ခဲ့မှုသည်ထိုနေ့ကဂျပန်လူမျိုးများသည်ရှေးဟောင်းတိုင်းပညာလူဝစ်ချက်များကိုခိုးယူရန်တိုင်းပန်ပွဲတစ်ခုကျင်းပနေကြသည်တရုတ်တိုင်းဆရာကြီးမိသူများသူတို့ကိုအောင်မြင်နိုင်ခဲ့ကြခြင်းဂျပန်လူမျိုးများကကျွန်ုပ်တို့၏ရိုးရာတိုင်းပညာကိုဖျော်ဖြေတသက်သာဖြစ်သည်ဟုကဲ့ရဲ့လောင်ပြောင်နေကြသည်၎င်းတို့စကားမဆုံးမိပါပဲကျွန်ုပ်သည်စင်ပေါ်သို့ခုန်တက်သွားပြီးဂျပန်တိုင်းဆရာကိုကန်ချက်တစ်ချက်ဖြင့်လေထဲသို့လွင့်စင်သွားစေခဲ့သည်ကျွန်ုပ်၏ခြေဖွားအောက်ရှိကျမ်းပြင်မှာပြင်းထန်သောအရှိန်ကြောင့်အကွဲသွားခဲ့သည်ကျွန်ုပ်ပေါ်လာသည်ကိုမြင်သောအခါဂျပန်လူမျိုးများသည်ကျွန်ုပ်ထံသို့အကြမ်းပတမ်းတိုးဝင်လာကြသည်အစပိုင်းတွင်ကျွန်ုပ်ကခုခံရုံသာပြုလုပ်တော်လဲ၎င်းတို့ကစင်ပေါ်မှာတိုက်ပွဲတိုင်းသည်အသေးအကျေတိုက်ရမည်ဟုယူဆထားကြသည်ကျွန်ုပ်တွင်အင်အားမရှိဟု၎င်းတို့ကလောင်ပြောင်ကြသည်ထို့ကြောင့်ကျွန်ုပ်သည်စစ်မှန်သောကွန်ဖူးဆိုသည်မှာအဘယ်နည်းကိုပြသရန်ဆုံးဖြတ်လိုက်သည်ကျွန်ုပ်၏အမိမှာ Ip Man ထစ်ကြောင်းကြားတော်အခါ၎င်းတို့မှာပိုး၍စိတ်ပိုင်းချလာကြသည်ကျွန်ုပ်ကိုအနိုင်ယူခြင်းသည်ဂျပန်နိုင်ငံ၏အင်အားကိုတက်တေရရန်တခုတည်းသောနီလန်းဟု၎င်းတို့ကဆိုသည်ထို့နှင့်တိုက်ပွဲစတင်ခဲ့ရာကျွန်ုပ်သည်အကောင်းဆုံးဂျပန်တိုင်းသမားများကိုအလွယ်တကူအနိုင်ယူခဲ့သည်ရှုံးနိမ့်သွားသောသူများကိုငကားနှင့်အဖွဲ့၏ခေါင်းဆောင်ကာဝါခါမီထံသို့ခေါ်ဆောင်သွားကြသည်ကာဝါခါမီကကျွန်ုပ်ကိုရှုံးနိမ့်ခဲ့ခြင်းသည်ဂျပန်နိုင်ငံ၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည်ဟုယူဆကာသူ၏ကတနာဓာကိုဆွဲထုတ်၍၎င်းတို့ကိုထိုနေရာမှာပင်ကွက်မြတ်လိုက်သည်ထို့နောက်ကျွန်ုပ်သည်ငကားနှင့်အဖွဲ့များကိုတပ်ဖြတ်ခဲ့သည်ဟုတကဘာလုံးကိုကြေညာကာကျွန်ုပ်ကိုလိုက်လံရှာဖွေဖမ်းဆီးတော်သည်ကျွန်ုပ်သည်ဇနီးသေးကိုခေါ်ဆောင်ကာထွက်ပြေးခဲ့ရသည်တိုနီဟူသောအမည်ဝှဲဖြင့်ကျွန်ုပ်၏ရောက်ခါပြီဖြစ်သူခိုင်းကျူအဖြစ်ရှိနေသောငကားကြာတကားသို့တွားရောက်ခိုလုံခဲ့သည်သူသည်နယူးယောက်မြို့၏ကျွန်ုပ်အသင်းခံများကိုကြားသိထားသဖြင့်ကျွန်ုပ်၏တပ်တီကိုချီးမြှောက်ကာသူ၏တိုင်းကြောင်းကိုကျွန်ုပ်အားဆက်ခံစေလိုသည်သို့သောတပြည့်အများကမကျေနပ်ကြကျွန်ုပ်ကိုနယူးယောက်မြို့တွင်ပုံနေနေသောလူကြောက်တဦးထိယူဆနေကြသည်ဂိုင်းချုပ်နေရာမထိုက်တန်းဟုဆိုကာစီနီယာနောင်တော်ကကျွန်ုပ်ကိုစိန်ခေါ်လာသည်အချို့ကလည်းကျွန်ုပ်သည်ငကားကြတကားကိုတိမ့်ပိုင်ရန်လာရောက်ချင်းထစ်သည်ဟုလက်ရှိဂိုင်းချုပ်ကိုလောင်ပြောင်ကြသည်ကျွန်ုပ်အမျက်ထွက်သွားကအတန်အကျယ်ဆုံးသူကိုခြေလက်ခဲဖိကန်ထုတ်လိုက်ရာမီတာရာတစ်ခုကွာတော့ညံသို့လွင့်စင်သွားတော်သည်ကျွန်ုပ်ကမင်းတို့ငါ့ကိုတန်တရားရှိနိုင်တယ်ဒါပေမဲ့ဂိုင်းချုပ်ကိုမလေးမစားလုပ်ရင်တော့အကျိုးဆက်ရှိမယ်ဟုပြောလိုက်သည်ကျွန်ုပ်၏အင်အားကိုမြင်သောအခါစီနီယာနောင်တော်ကကျွန်ုပ်ကိုစိန်ခေါ်ရာထိုတိုက်ပွဲသည်ရှောင်လွှဲ၍မရတော့ချေအစာပိုင်းတွင်ကျွန်ုပ်ကခုခံရုံသာကျူးလုပ်တော်လဲအားလုံးကကျွန်ုပ်မှအယတိချင်းမရှိဟုထင်မှတ်နေကြသည်သို့တော့ခဏအကြာမှာတော့ကျွန်ုပ်သည်ပြင်းထန်သောအင်အားထင်ပြန်လဲတိုက်စစ်ဆင်ခဲ့သည်ကျွန်ုပ်၏လှုပ်ရှားမှုတိုင်းသည်တိုက်ပွဲကိုအဆုံးသတ်စေနိုင်တော်လဲကျွန်ုပ်သည်ကိုယ်နိုင်ကိုထိန်းချုပ်ကတိုက်ခိုက်ခဲ့သည်